ဒီနှစ်ထဲမှာစစ်မှုထမ်းတော်မဲ့ချာအုံဦးအဆိုတော်တရုတ်ဆောင်မင်းသားချာအုံဦးဟာကိုရီးယားစစ်တပ်ခီတအဖွဲ့မှတာဝန်ထမ်းဆောင်မှုအတွက်စီးရင်ပေးသွင်းလိုက်ပြီးမကြာခင်စစ်မှုထမ်းတာဝန်ထမ်းဆောင်တော့မယ်လို့လည်းသိရပါတယ်။မေလ9ရက်နေ့မှာ Sports War ရဲ့ဖော်ပြချက်အရချာအုံဟာဆိုအမျိုးသားကာကွယ်ရေးတပ်မှပြုလုပ်ခဲ့တဲ့စစ်တပ်ခီတအဖွဲ့နဲ့အင်တာဗျူးကိုတက်ရောက်ခဲ့ပါတယ်။မျက်မြင်သက်သေတွေကလည်းဒီအင်တာဗျူးကိုချာအုံတက်ရောက်ခဲ့တာသိကြကြောင်းအတည်ပြုခဲ့ကြပါတယ်။မင်းသားရဲ့ agency Fanta Geo ကလည်းဒီသတင်းကိုအတည်ပြုပေးခဲ့ပြီးအင်တာဗျူးကိုချာအုံဦးတက်ရောက်ခဲ့ကြောင်းထုတ်ပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းရလက်ကိုတော့အခုထိမကြေညာသေးတဲ့အတွက်အသေးစိတ်ချက်လက်ကိုထုတ်ပြန်ပေးလို့မရသေးတာကြောင့်ပြည်သက်တွေနားလည်ပေးစေလိုကြောင်း Fanta Geo ကထုတ်ပြန်ခဲ့ပါသေးတယ်။စစ်တပ်ခီတအဖွဲ့ဟာရှောက်လာတွေကိုမတ်လကုန်ပိုင်းကနေစတင်လက်ခံပြီးမေလ9ရက်နေ့အထိလက်ခံခဲ့ပါတယ်။ရလက်တွေကိုတော့မေ29မှာတပ်မတော်လူသားရင်းမြစ်အဖွဲ့ရဲ့တရားဝင် website ကနေကြေညာပေးသွားမှာဖြစ်ပါတယ်။တကယ်လို့ရွေးချယ်ခံလိုက်ရတဲ့ဆိုရင်ချာအုံဟာစစ်မှုထမ်းအခြေခံလေ့ကျင့်ရေးကိုလာမယ့်ဇူလိုင်လမှာစတင်ရမှာပါ။လေ့ကျင့်ရေးပြီးရင်တော့စစ်တပ်ဂီတအဖွဲ့မှစတင်တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။ချာအုံကတော့စစ်မှုထမ်းမှုမပြင်ဆင်အားသေးပဲသူ့ရဲ့တရုတ်ဆောင်အလုံးနဲ့အလုပ်ရှုပ်နေပါတယ်။ချာအုံဟာလာမယ့် Netflix series The Wonderfuls အတွက်ရိုက်ကူးရေးပြုလုပ်နေသလို First Right ဆိုတဲ့ရုပ်ရှင်မှာလည်းပါဝင်အောင်မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။